ဝမ်းနှုတ်ဆေးမှမတောက်ရဘူးဆိုရင်ဝမ်းမသွားဘူးဆိုတဲ့သူတွေရှိပါသလားအဲ့ဒါဆိုရင်တော့အဲ့ဒီအလေးကျင့်ကြီးကမှားနေပါပြီเนาะဘာလို့လဲဆိုတော့ဝမ်းနှုတ်ဆေးဆိုတာရေရှည်တောက်မယ်ဆိုရင်ခန္ဓာကိုယ်အတွက်မကောင်းပါဘူးသူကခန္ဓာကိုယ်ကရေဓာတ်တွေကိုအများကြီးဆွဲချသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ရေဓာတ်ခန်းချောင်းနိုင်တယ်ခန္ဓာကိုယ်မှာရှိတဲ့ electrolyte တွေမမှန်နိုင်ဘူးပေါ့နော် electrolyte ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ sodium တို့ potassium တို့ခေါ်တာပါ potassium နေနည်းသွားနိုင်ပါတယ်ဒါဆိုရင်တော့လူကနှလုံးတုံတာရင်တုံတာမူးဝေတာအားနေတာစသည်ဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ဝမ်းနှုတ်ဆေးမသုံးမဲနဲ့ပုံမှန်ဝမ်းသွားနိုင်တဲ့နီးလန်းတွေကိုဆာမဒီနေ့ဗီဒီယိုမှာပြောပြပေးပါမယ်ပထမဦးဆုံးနီးလန်းကမနက်နိုးနိုးချင်းဘာမှမစားရသေးခင်မှာရေနွေးတစ်ခွက်သေးကိုတမြာသီးသို့မဟုတ်ရှောက်သီးညှစ်ပြီးတော့တောက်ခြင်းပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဦးရဲ့လှုပ်ရှားမှုကိုအထောက်ပံ့ဖြစ်နိုင်ပြီးတော့ဝမ်းသွားစေနိုင်ပါတယ်ဒုတိယနီလန်ကတော့ဆမာတို့တင်မောသီသို့မဟုတ်နဂမောက်သီပေါ့နော်အဲ့ဒါကိုတင်မောသီကိုမနက်ခင်းပိုင်းစားပါနဂမောက်သီကိုညနေခင်းပိုင်းစားပါနဂမောက်သီစားတဲ့အခါမှာလည်းနဂမောက်သီအဖြူထက်အနီကဝမ်းသွားခြင်းစိတ်ကိုပို့ပြီးတော့ဖြစ်စေပါတယ်တတိယနီလန်ကကြတော့ဝမ်းသွားတဲ့အခါမှာစောင့်ကြောင့်ထိုင်တဲ့ပုံစံပေါ့နော်အဲ့လိုလုပ်ပြီးဝမ်းသွားတာကဝမ်းသွားဖို့အတွက်အထောက်အကူဖြစ်စေပါတယ်များသောအားဖြင့်လူကြီးမိဘတွေကဘူတိုင်းနေထိုင်နေဒါမှမဟုတ်လဲဝမ်းသွားကလတ်ထိုင်နေနဲ့သွားတဲ့အခါမျိုးမှာဆိုခန္ဓာကိုယ်ကမမက်ကြီးဖြစ်တယ်ပေါ့ဒါဆိုရင်ဝမ်းသွားဖို့အတွက်ကြွက်သားတွေညှစ်ဖို့အတွက်အထောက်ပံ့မဖြစ်ပါဘူးဒါကြောင့်မို့စောင့်ကြောင့်ထိုင်တဲ့ပုံစံမျိုးရအောင်လို့ခြေထောက်နှစ်ဖက်အောက်ခြေမှာပေါ့ခွေးခြေဘူးလေးတွေခုပြီးတော့စောင့်ကြောင့်ပုံသဏ္ဍာန်ရအောင်လို့လုပ်ပေးတင်ပါတယ်နောက်ဆုံးနီလန်းတစ်ခုကကီဝီသီးစားခြင်းပေါ့နော်တနေ့ကိုကီဝီသီးအစိမ်းတစ်ရက်နှလုံးစားခြင်းအပြင်လဲဒီဝမ်းနှုတ်ဆေးတွေမသုံးမဲနဲ့ပုံမှန်ဝမ်းသွားဖို့အတွက်အထောက်အကူပြုနိုင်ပါတယ်ဒါဆိုရင်ဝမ်းနှုတ်ဆေးကိုမိခိုပြီးတော့ဝမ်းသွားတာမဟုတ်ဘဲနဲ့တဘာဝနီလန်းတွေအတိုင်းပဲဝမ်းသွားမဲ့နီလန်းလေးတွေကိုပဲရွေးချယ်ပြီးတော့လိုက်နာကြဖို့ဆရာမတိုက်တွန်းချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာဂရေးစ်ပါ